Hello everyone အားလုံးမင်္ဂလာပါ lesson 1အတွက်သင်ခန်းစာလေးကတော့ greetings လို့ခေါ်တဲ့နှုတ်ခွန်းဆက်စကားများဖြစ်ပါတယ်ဒီ greetings က greet greet လို့ခေါ်တဲ့နှုတ်ခွန်းဆက်တာဒီဆိုတဲ့ verb ကနေလာတာပါ greeting greeting ကနှုတ်ခွန်းဆက်တာခြင်း s ထည့်လိုက်တဲ့အခါမှာ plural ဖြစ်သွားတဲ့အတွက်နှုတ်ခွန်းဆက်စကားများနှုတ်ခွန်းဆက်တာခြင်းများအင်္ဂလိပ်မှာဆိုလို့ရှိရင်တယောက်နဲ့တယောက်တွေ့လို့နှုတ်ဆက်တော့မယ်ဆိုလို့ရှိရင်အားလုံးသိကြတဲ့အတိုင်း hi ဆိုပြီးတော့နှုတ်ဆက်ကြတယ် hey ဆိုပြီးတော့နှုတ်ဆက်ကြတယ် hello ဆိုပြီးတော့နှုတ်ဆက်ကြတယ်ဒီမှာဆိုလို့ရှိရင် hi နဲ့ hey ကလူငယ်ချင်းချင်းတကယ်ချင်းချင်းတွေ့ရဲ့အခါမှာနှုတ်ဆက်မှသာတည်တော်မယ်လူကြီးမိဘတွေဆရာမတွေဒါမှမဟုတ်လုပ်ငန်းခွင်မှာ hi တို့ hey တို့ဆိုပြီးတော့နှုတ်ဆက်ရင်အားနာစရာကြီး hi လို့ဖြစ်နေတဲ့အတွက်ကြောင့်မသုံးရဘူးဘယ်လိုသုံးရမလဲဆို hello ဆိုပြီးတော့သုံးရမယ်အနောက်မှာနာမည်တစ်ခုခုထည့်လိုက်ပါတော့ hello Mr. Johnson hello Miss Mary အစရှိတဲ့ဖြင့်ပေါ့ဒါဆိုလို့ရှိရင် hi နဲ့ hey ကိုတကယ်ချင်းပဲသုံးရမယ်ကိုကမင်္ဂလာပါဆိုပြီးနှုတ်ဆက်ချင်း hello ဆိုပြီးတော့ပဲအားလုံးကိုသုံးလို့ရမယ်ပေါ့နော်အဲဆိုလို့ရှိရင်1 2 3ရသိမယ်နော် hi hey hello နံပါတ်4ကကြတော့နေကောင်းတယ်မလားကျန်းမာတယ်မလားဒါမျိုးကိုကမေးချင်တယ်ဆိုလို့ရှိရင်အားလုံးသိကြတဲ့အတိုင်း how are you နေကောင်းတယ်မလားကျန်းမာတယ်မလားနံပါတ်5ကကြတော့အခြေအနေဘယ်လိုရှိလဲဆိုပြီးတော့မေးချင်တဲ့အခါမှာကျန်းမာရေးအခြေအနေပဲဖြစ်ဖြစ်စီးပွားရေးအခြေအနေပဲဖြစ်ဖြစ်ဒီလိုခြုံပြီးတော့အခြေအနေဘယ်လိုလဲဒါမျိုးမေးချင်လို့ရှိရင် how have you been ဒါမျိုးသုံးလို့ရပါတယ်နောက်ထပ်တစ်ခုကကြတော့လေသူနဲ့စင်တယ်ပေါ့နော်အရာအဆင်ပြေရဲ့လားဘယ်လိုရှိလဲအခြေအနေဘယ်လိုလဲဒါမျိုးပေါ့နော်အဓိပ္ပာယ်တွေကတော့တွားစင်တယ်ပေါ့နော်ဒါမျိုးမေးချင်ရင် how's everything ဒီမှာ HOW apostrophe S က how is everything ဒါပေမဲ့စကားပြောတဲ့အခါမှာကြတော့ဒီ how is ကိုတခါလေးရောပြီးတော့ပြောလိုက်တာပေါ့နော် how's everything အရာအဆင်ပြေပါရဲ့လားနောက်တစ်ခုကလည်းသူ့လိုမျိုးပဲအခြေအနေဘယ်လိုလဲဘယ်လိုမျိုးအခြေအနေရှိနေလဲဒါမျိုးပြောချင်လို့ရှိရင် how's it going how is it going ပေါ့နော်တကယ်စာနဲ့ရေးမယ်ဆိုလို့ရှိရင်တော့ဒါပေမဲ့ how နဲ့ is နဲ့ကိုဒီချေတော့ပေါင်းပြီးတော့ how's it going အခြေအနေဘယ်လိုလဲဒါမျိုးဖြစ်သွားမယ်နံပါတ်8ကကြတော့how's your day မင်းရဲ့တနေ့တာအခြေအနေကဘယ်လိုလဲအဆင်ပြေရဲ့လားဒါမျိုးမေးချင်လို့ရှိရင် how's your day ရမယ်နော်နောက်တစ်ခုကတော့မင်္ဂလာနံနက်ခင်းမှာဒါမျိုးပြောချင်လို့ရှိရင် good morning ဒါကတော့လွယ်တယ်